ဝမင်္ဂလာပါမြန်တို့ရဲ့ Jarvis Bay Part 2ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Part 2မှာမြန်တို့ Jarvis Bay ရဲ့ဘယ်နေရာတွေရှောက်သွားမလဲဆိုတာသိချင်တယ်ဆိုရင်တော့ဆုံးထိလိုက်ကြည့်ပေးဦးနော်morning မှာအချိန်ကတော့မနက်9:40ရှိပါပြီ။ညအိတ်တာနည်းနည်းနောက်ကြတော့ခုမနက်ထားတော့လည်းနည်းနည်းလေးနောက်ကြရဲပေါ့နော်။ဒါကတော့မျိုးတို့ထန်းကနေပြီးတော့ထွက်ချင်းတွေ့ရတဲ့ view လေးပါ။တစ်ပင်နေကြရတဲ့နေရောင်လေးဖြားထွက်နေအောင်ကြည့်ရတာရမ်းလာပါတယ်။အခုကတော့ National Park ကနေပြီးတော့ branch စားဖို့အတွက်မြို့ရဲသွားနေတာပါ။ခုတော့မြို့ထဲကိုရောက်ပါပြီထုံးစံတိုင်း public holiday ဆိုတော့ parking တော့တော်တော်လေးရှာယူလိုက်ရပါတယ်စားမယ့်နေရာကိုရောက်ပါပြီဒါကတော့ brunch စားတဲ့ဆိုင်ကနေပြီးတော့လှမ်းမြင်ရတဲ့ view ပေါ့နော်လူတွေအရင်ရှုပ်ပေးမယ်လဲမျိုးတို့ဒီ table လေးရတာတော်တော်လေးကန်ကောင်းတယ်လို့ပြောရမယ်မနိုမာရလေးရောက်လာပါပြီမနိုကတော့ဒီတိုင်းရိုးရိုး BLT မှာ on the Turkish bread ပေါ့နော်ဟိုကလေးကတော့ fish burger မှာထားဖြစ်ပါတယ်မနိုတို့စားပြီးပြီဆိုတော့ဆောနာလှမ်းမြင်နေရတဲ့ view လေးကိုသွားကြည့်ကြမှာဖြစ်ပါတယ်Jarvis Bay က whale watching နဲ့ dolphin watching တွေတော့နာမည်ကြီးတာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ public holiday လာတာဆိုတော့ booking ကြိုမလုပ်ထားတဲ့အတွက်အဲ့ဒါတွေတော့ဘာမှလုပ်လို့မရခဲ့ပါဘူး။ခုကတော့နောက်တနေရာကိုခီးဆက်နေရပဲဖြစ်ပါတယ်။ကျွန်တော်တို့အခု cave fish ကိုရောက်ပါပြီ။ဒီ cave beach ကအဲ့ဒီအခုမြင်နေရတဲ့ cave လေးတည်လေးအတွက်နာမည်ကြီးတာပေါ့နော်။သူကတော့ဒီရေတက်လာတဲ့အချိန်ကြာလို့ရှင်တော့အဲ့ cave တစ်ခုလုံးကရေဖုံးရတာပေါ့နော်။ကျွန်တော်တို့ကဒီရေကျတဲ့အချိန်နဲ့ကြိုက်ပြီးလာတာဆိုတော့အဲ့ cave ထဲမှာဝင်ပြီးတော့ကြည့်လို့ရတယ်။ပြီးတော့လူတွေအများကြီးလည်းအမှနေရိတ်ခုန်နေကြတာတွေ့ရမှာပါ။ကျွန်တော်တို့ရေထဲဆော့လာတာဘိုက်လေးစားနေပြီဆိုတော့ခန့်ကိုပြန်ရောက်ချင်းပဲခောက်ဆွဲပြုတ်စားလိုက်ကြပါတယ်ခေါက်ဆွဲပြုတ်စာတရေတမောအိပ်ပြီးတော့ကိုရောခမ်နားမှာရှိတဲ့ beach လေးတည်တည်လေးကိုလမ်းလျှောက်သွားနေတာဖြစ်ပါတယ်ခမ်ကနေပြီးတော့အဲ့ beach ကိုဆိုလို့ရှိရင်တကယ် literally 3-4 minutes လောက်ပဲလမ်းလျှောက်ရောက်ပါတယ်
beach မှာရှောက်ပြေးလို့လဲဝပြီဆိုတော့ကိုကတော့ dinner time မှာမနေ့ကကျန်တဲ့အသားတွေနဲ့ပေါ့နော်အမျိုးတို့မွေးမီးလည်းမမွေးချင်တော့တာနဲ့ stove နဲ့ပဲဒီတိုင်း pan friday လုပ်ပြီးတော့စားလိုက်ပါတယ်ဒီနေ့ညနေကတော့လေအရန်တိုက်တယ်ပေါ့နော်အဲ့တော့အကောင်ကတော့လွတ်လေးတွေနေပါကျွန်တော်တို့စားလို့လည်းပြီးပြီဆိုတော့ကိုကတော့ game ဆော့နေကြတာပါ game ဆော့ပြီးလို့ရှိရင်တော့အကုန်လုံးအိတ်တော့မှာဖြစ်ပါတယ်အားလုံးပဲ see you in the morning everyone ကျွန်တော်တို့ရဲ့ camping last day ဖြစ်ပါတယ်ဒီနေ့ကတော့ထက်နေသိမ်းရမှာဆိုတော့ကျွန်တော်တို့ campground မှာပဲမနက်စာလေးစားမယ် chill လုပ်ကြမယ်ပြီးတော့မှပစ္စည်းတွေအားလုံးတင်ပြီးတခါတည်းဒီနားမှာရှိရဲ့ beach တွေလောက်ကောက်တွေသွားချင်မှာဖြစ်ပါတယ်အကုန်လုံးကထက်နေမှာအိတ်နေကြတော့ဆိုတော့မျက်နှာနဲ့နှုံးနေတဲ့တငယ်ချင်းတယောက်နဲ့တူတူခံထဲမှာရှောက်ပြီးတော့သွားကြည့်ခဲ့ပါတယ်မနက်စောစောဖြစ်နေတာရောမိုးတွေအုံနေတာရောကြောင့် beach မှာတော့လူတွေအများကြီးမရှိပါဘူးအိမ်နာမှာ nature trail လေးတွေ့လို့ရှောက်ပြီးတော့ဝင်ကြည့်ခဲ့ပါတယ်ဒီရှောက်လန်းလေးကလှရတယ်ဆိုပြီးတော့ကျွန်တော်ဗီဒီယိုရိုက်နေနေအောက်ကမကြည့်မိဘူးပေါ့နော်အမှန်တော့အဲ့နာမှာမွေတကောင်လှဲနေတာပေါ့နော်မွေကောင်းတဲ့အမိအောင်မတွေ့ရပါဘူးသူရဲ့ခန္ဓာကိုယ်အလေပိုင်းကပဲအဲ့ဒီ trail ပေါ်မှာရောက်နေတာပေါ့နော်အဲ့ကျွန်တော်လည်းမသိဘူးရိုက်ရင်းနဲ့သွားရင်းနဲ့အဲ့အော်တိုအဗီဒီနာတော့ဒီလောက်ပဲရိုက်တော့မယ်ရှေ့ရောက်မှပဲဆက်ရိုက်တော့မယ်ဆိုကင်မရာပိတ်လိုက်တဲ့အခါမှာလုံးဝခြေတော့အောက်တဲ့မှာအဲ့မွေခန္ဓာကိုယ်ရောက်နေပြီပေါ့နော်အဲ့ကျွန်တော်လည်းအော်ပြီးတော့ပြေးတော့တာပါပဲနောက်ကိုဒါလေးကတော့မပြန်ခင်တက်နှလုံးနဲ့နောက်ဆုံးအမှတ်တရလေးပေါ့နော်အခုတော့တက်နေစပြီးတော့တင်းနေပါပြီအေးစစ်စကားတွေပြောလိုက်တက်နေတင်းလိုက်နေမိုးလေးအုံနေပြီးမိုးရွာတော့မယ်ဆိုအေးလေးရောက်နေတွေ့တော့မှခုံလုံးမြန်မြန်ကောက်တင်းကြပါတယ်ခုရောက်နေတာကတော့ Morris Beach Boat Ramp ပဲဖြစ်ပါတယ်သူတို့ကဒီ boat ramp မှာလာပြီးတော့သူတို့သင်္ဘောလေးတွေအတင်ချလုပ်တယ်ပေါ့နော်တချို့ကြတော့လေသူတို့ငါဖက်နေသင်္ဘောတည်လေးတချို့ကြတော့လေဒီတိုင်းပြောစီတဲ့သင်္ဘောတည်လေးနဲ့လာပြီးတော့ဒီနားမှာပန်းဖြေကြတာပါဒီနေရာငါးဖမ်းဖို့အတွက်လည်းနာမည်ကြီးရပေါ့နော်။အမေငါးဖမ်းတဲ့အခါမှာအခုလိုမျိုးတွေ့တဲ့အတိုင်းသူတို့ size တွေ species တွေနဲ့သူတို့ limit လုပ်ထားတယ်ပေါ့နော်။သူတို့ဒီ size ဆက်သေးတယ်ဆိုလို့ရှိရင်တော့ပြန်လွှတ်ပေးရမယ်လို့ဒီလို species ဆိုလို့ရှိရင်တော့ပြန်လွှတ်ရမယ်လို့လိုမျိုး rules တွေတော့ရှိပါတယ်။ကျွန်တော်တို့ lunch စားဖို့အတွက်စာရွေးနေကြတာပါဒီစားလို့နေရမှာကိုယ်ခါရှိတဲ့နိုင်ပြီးတော့ဆိုတော့နေ့လေစားပြီးတော့အဲ့ဒီနားမှာပဲရှိရဲ mangrove broadwalk လေးရှောက်မယ်ဆိုပြီးတော့ရောက်လာတာပါကျွန်တော်တို့မြန်မာလိုပြောရမယ်ဆိုလို့ရှင်တော့ဒီရေတော်လို့ထင်တာပဲဟုတ်မဟုတ်တော့မသိကြဘူး
ဒါကတော့မျိုးတို့ camping trip ရဲ့နောက်ဆုံး stop ဖြစ်တဲ့ lookout လေးတစ်ခုဖြစ်ပါတယ်ဒီ lookout ကမျိုးတို့အကြိုက်ဆုံး lookout တွေကတစ်ခုပေါ့နော်သူက lookout အပြင်ဟိုမှာအဲ့လိုမျိုးလမ်းလျှောက်လို့ရတဲ့ trekking လို့နေရာလေးတိတိလေးလေးရှိတယ်အဲ့ဒီကနေပြီးတော့လျှောက်သွားလို့ရှင်လေတွေ့ရတဲ့ view တွေကလည်းတော်တော်လေးလှတယ်ပေါ့နော်ဒီ hiking rock လေးကိုပြရင်းနဲ့ပဲမျိုးရဲ့ vlog လေးကိုအဆုံးသတ်လိုက်ပါတယ်အဲ့တော့မျိုးတို့နောက် vlog တွေမှာပြန်တွေ့ကြမယ်နော် until then bye